တွေ့နေတဲ့အတိုင်းပဲကိုကျော်မင်းအနေနဲ့အကွက်တက်သေးကြီးပဲဖော်ပြနေရကိုကျော်မင်းအနေနဲ့ဘာတွေများထပ်လုပ်ပေးမလဲဆိုတာကတော့ကျွန်တော်အနေနဲ့ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်တွေ့နေတဲ့အတိုင်းပဲကိုကျော်မင်းအနေနဲ့အကွက်တက်သေးကြီးပဲဖော်ပြနေရဖြိုးကိုကိုဝိမစ်ကိုကျော်မင်းအနေနဲ့ဘာတွေများထပ်လုပ်ပေးမလဲဆိုတာကတော့ကျွန်တော်အနေနဲ့ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်ဖြိုးကိုကိုဝိမစ်